ညီမလေးတွေနဲ့အခြေအနေလေးပြောပြပါဦး ညီမလေးနဲ့ချီချီနေရတော့ကျွန်တော်ကံမကောင်းဘူးပေါ့နော် ဟုတ်လားဘာဖြစ်လို့ ဘာလို့လဲဆိုတော့ညီမလေးနဲ့ကျွန်တော်เนี่ยတက်ရွယ်ရတယ်ကွာဟာတယ်နောက်ပြီးတော့ဘဝချီနေရတယ်မတူတဲ့အတွက်ဒါကြောင့်ကျွန်တော်ရင်းရခံစားချက်တွေကိုရှင်းနေလို့เนี่ยတင်ဆက်ချင်ပါတယ်ဒီလေးအောင်ပြုတ်ပြတဲ့တူရင်မချရပါတော့မင်းအချင်တော်ပူဒီမင်းအတွင်တော်ပူဒီမင်းအချင်မအယောင်မရှိရင်အချင်မဖြူစင်ရင်အချင်မအစင်မခွဲခြင်းအချင်မအနိုင်မယူခြင်းချစ်စရာကောင်းသောမင်းနဲ့ကိုလေးအချစ်အားရီပူခြင်းမင်းချစ်တာနဲ့ပိုင်ဆိုင်လိုခြင်းဟာချမ်းသာပါသည်မင်းအပြစ်မျိုးကင်းနဲ့ချစ်သူမင်းကိုဖြည့်ရှင်းလိုက်ရပါသည်ပွင့်ပွင့်လင်းလင်းဒီစီမင်းရင်မချရပါတော့မင်းအချင်တော်ပူသည်မင်းအတွင်တော်ပူသည်မင်းအချင်မအယောင်မရှိခြင်းအချင်မဖြူစင်ခြင်းအချင်မအစင်မခွဲခြင်းအချင်မအနိုင်မယူခြင်းချစ်စရာကောင်းသောမင်းမင်းနဲ့ကိုလေးအချစ်အားရီပူခြင်းမင်းချစ်တာနဲ့ပိုင်ဆိုင်လိုခြင်းဟာချမ်းသာပါသည်မင်းအပြစ်မျိုးကင်းတဲ့သူမင်းကိုဖြည့်ရှင်းလိုက်ရပါပြီဝင်ဝင်လေးလေးဒီမင်းတစ္ဆာဒီစကားမယူပါလိမင်းရင်မအမျက်တနိုးနဲ့သို့ဝဲနေမင်းချစ်တော်မင်းကိုအပေါ်များချစ်လာပါသည်ဆိုသည်မင်းသူဒီလောစားတဲ့ဘုံမှာအဖြစ်ထုတ်ပါလေချစ်တော်မင်းအခက်ပွေခြင်းကလက်တွေ့အခင်းမင်းနဲ့ကိုဟာအသက်ရွယ်กว่าဟာခြင်းဘဝအခြေမတူညီခြင်းမင်းအရွယ်လူပြိုခြင်းကိုယ်အရွယ်ရရော့ခြင်းဒါရီအလုံးပေါင်းတော့အကြောင်းတရရဲ့အဖြစ်ဟာအမြင်မှရှင်းကလေးတယောက်ကိုမုတ်ပြီးကြိုက်တယ်လို့ဝူကြီးကဆိုလာပါရင်တီရာကပင်ကောင်းမှာပေါ့ခက်သည့်အခင်းရှက်ပြီးချင်းကျေးဇူးများတင်ပါတယ်ခင်ဗျာ